ကဘာကိုပါအံ့အားသင့်သွားစေခဲ့တဲ့မြမသမိုင်းတွေကအထူးခြားဆုံးရှင်ပြန်စီမြမသမိုင်းရဲ့တထောင်တနေရာမှာကဘာကိုကိုင်လှုပ်စေခဲ့တဲ့တဘာဝလိုရင်ပြန်စီတစ်စင်းရှိခဲ့ဘူးလေဆိုရင်ပြိတ္တကြီးတို့ယုံကြည်ကြမလားနော်ဒီရင်ပြန်ကိုတခြားမင်းကဆက်သားရတဲ့အထိဖုံးကန်ကြီးမာတဲ့မြမဘင်းရဲ့အကြောင်းတွေကိုရောသိပြီးကြပြီလားတကယ်တော့ကဘာမှာမြမရဲ့လို့လက်မထောင်နိုင်အောင်ထိသမိုင်းဆက်ဆက်မှာတကူထွားခဲ့တဲ့မြမလူမျိုးဆက်ဆက်တွေရှိခဲ့ကြပါတယ်ထောက်ဆိုင်ရမယ်ဆိုရင်ပကံခင်မှာတကူထွားခဲ့တဲ့ကျန်ဆက်သားမင်းမှာအလောင်းစီသူဆိုတဲ့မြေတော်တစ်ပါးရှိခဲ့ပါတယ်။အလောင်းစီသူကိုခမဲတော်ဆုံးရွံ့နဲ့ကျန်ဆက်သားမင်းရဲ့သမီးဖြစ်တဲ့မေတော်ရွှေအိမ်ဒီတို့ကအေဒီ1066မှာမွေးဖွားခဲ့ပြီးမှတ်တမ်းတွေအရဆိုရင်အလောင်းစီသူကငယ်စဉ်ကလေးကထူးခြားမှုတွေနဲ့ပြည့်နှံ့နေတဲ့ကလေးတစ်ယောက်ဖြစ်ပါတယ်။အရွယ်ရောက်လာတဲ့အခါမှာလေလက်ယုံရည်နှလုံးရည်နဲ့ပြေးဝလွန်တဲ့အတွက်အသက်26မှာဘရင်တစ်ပါးဖြစ်ခဲ့ရပါတယ်။ဒုက္ခဒုက္ခမှာဘလောက်တောင်တကိုးထွားခဲ့လေဆိုရင်တော့အိန္ဒိယတိုင်းပြည်တွေဖြစ်ကြတယ်။ထိုင်းကမ်ဘောဒီးယားနဲ့အိန္ဒိယတို့ကတော့နတ်ဖျားတစ်ပါးလို့သတ်မှတ်တဲ့အထိပါပဲ။အဲဒီခေတ်ကအလံဝေးပြီးတော့တွားရခက်တဲ့အင်ဒိုကျွန်းဆွယ်တွေကတော့အလောင်းစီသူရဲ့အာနာဇတ်အောက်ကနေမလွတ်ခဲ့ဘူးလို့သိရပါတယ်။ဒီလိုတကိုးထွားရခြင်းရဲ့အဓိကအချက်ကတော့သူ့ရဲ့ဖောင်ဆက်ကြကြီးကြောင့်ပဲဖြစ်ပါရဲ့ရှင်။တမိုင်းထဲမှာဆိုရင်တော့ဒီဖောင်ဆက်ကြကြီးအကြောင်းကိုသို့ဝှက်ထားပြီးမြဲကျန်ရနေထဲမှာဆိုရင်တော့အလောင်းစီသူရဲ့ဖုံးကန်ကြောင့်တကြားမင်းကချီးမြှင့်ထားတယ်လို့သိရပါတယ်။ဖောင်ဆက်ကြဟာတကြားမင်းရဲ့လက်နက်ထက်စမ်းကြိတ်တဲ့စီးတော်ရင်တစ်မျိုးဖြစ်ပြီးတော့ဘယ်နေရာကိုမဆိုသွားရောက်နိုင်တဲ့အတွက်အလောင်းစီသူမင်းဟာမြင့်မို့တောင်ကိုသွားဖို့ကြံရွေခဲ့ပါတယ်။ဒါပေမဲ့တကြားမင်းကကြားခဲ့တဲ့အတွက်ကြောင့်မသွားခဲ့ရဘူးလို့ကျန်းကန်ကဆိုထားပါတယ်။ဒီတော့အလောင်းစိတ်သူမင်းကမြင့်မုံတောင်ကလွှင်းရင်တော့သူ့ရဲ့စီးတော်ရင်ဖောင်ဆက်ကြကြီးနဲ့နေရာနှံ့ကိုသွားလာခဲ့ပြီးဖျားပထိုးစီဒီတွေကိုတီးထားခဲ့ပါသေးတယ်။သူ့ရဲ့ဖောင်ဆက်ရောက်ရာတနေရာကိုဖောင်တော်ဦးလို့မဲ့တွင်စီပြီးဒီကနေ့မှာတော့အေးလေးဖောင်တော်ဦးဖျားရည်လို့ဖြစ်လာခဲ့တာပဲဖြစ်ပါတယ်။ဒါပေမဲ့အလောင်းစီသူမင်းဟာတာရင်ဖြစ်တဲ့သူနရသူမင်းရဲ့လောက်ကျန်တက်ဖြတ်ခြင်းတွေကြောင့်နှိပ်ရွာဆန်းခဲ့ရတာပဲဖြစ်ပါတယ်။ထူးဆန်းတာကသူ့နှိပ်ရွာဆန်းသွားချိန်မှာဖောင်ဆက်ကြဟာလုံးဝကိုပျောက်ချမ်းမလားပျောက်ဆုံးသွားပါတော့တယ်။သူ့ရဲ့ဖုံးကန်ဆောင်ရရှိလာခဲ့တဲ့ဖောင်ဆက်ကြဟာဆိုရင်တော့ဖုံးကန်ကုန်းချိန်မှာတကြားမင်းကပြန်လေသိမ်းယူသွားသလားဆိုတာစဉ်းစားစရာပါပဲလေ။ဒါပေမဲ့တားတော်နရသူဟာသူ့ရဲ့အပြစ်တွေကိုနောင်တရခဲ့ပြီးစီးကြောနိုင်မှုအတွက်ပကံမှာအကြီးမားဆုံးဖြစ်တဲ့ဓမယန်ကြီးကိုတည်ထားခဲ့ပါတယ်။အရိကတိဆောက်ပုံဗဇက်ရာဆွေနေအရာဆိုရင်တော့အုတ်တစ်ချက်နဲ့တစ်ချက်ကြားတွေကိုအပေါင်းလောက်တာမချမ်းလက်စီပဲအခိုင်ခန့်တိဆောက်ကြတယ်လို့လည်းသိရပါတယ်။ဓမယန်ကြီးဖျားကိုခန်းသားစွာတိဆောက်ပြီးတဲ့အခါမှာတော့နရသူဟာဖျားအတွင်းကအတွင်းဘက်နေရန်တွေကိုအသေးပိတ်ပစ်ခဲ့ပြီးတော့တိဆောက်ရာမှာပါဝင်သူတွေကိုလည်းကိစ္စတုံးရှင်းပြခဲ့တာပါ။လူတချို့ကဓမယန်ကြီးဖျားရဲ့ဌာပနာတိုက်ဟာပကံကကြံဖျားအားလုံးထပ်ပို့ပြီးတော့ကြီးပြီးပို့ပြီးတော့များတာကြောင့်ရတနာမုတ်ဆိုးတွေလက်ကနေကာကွယ်ဖို့လို့ဆိုခဲ့ကြပါတယ်။လူတချို့ကတော့ဖျားကြီးထဲမှာအခန်းအခန်းပါရှိပြီးတခန်းမှာနရသူမင်းရဲ့ဌာပနာတွေထားပြီးတော့တခန်းမှာတော့အလောင်းစိတ်သူမင်းကြီးရဲ့ဖောင်ဆက်ကြောင်ထားတယ်လို့ထင်ကြေးပေးခဲ့ကြပါတယ်။ဒါကြောင့်မလို့လေဖျားတိဆောင်ရမှာပါဝင်တဲ့သူတွေအားလုံးကိုတပ်ပစ်ခဲ့တာဖြစ်နိုင်တယ်လို့ပြောကြပါတယ်။ဒါရီဟာထင်သေးတွေပဲဖြစ်နေပြီးဘယ်ဟာကအမှန်တရားဆိုတာဒီကနေ့တည်းကဘယ်သူမှမသိကြပါဘူးရှင်။ကျွမ်းကျင်သူတွေကတော့အလောင်းစိတ်သူမင်းရဲ့ဖောင်ဆက်ကြကြီးဟာအာကာသရင်ပြန်တစ်ခုခုဖြစ်နိုင်တယ်လို့သတ်မှတ်ပြောကြားကြပါတယ်။ဒီလိုချင်းချင်းချက်တွေကိုပို့ပြီးတော့ခိုင်မာရှင်းလင်းသွားစီတာကတော့အာကာသလိလာရေးအဖွဲ့ NASA ကနေဓမယန်ကြီးကိုရှုထောင့်အမျိုးမျိုးကနေရိုက်ထားတဲ့ပုံတွေကြောင့်ပဲဖြစ်ပါတယ်။တိတ်မကြခင်ကာလတွေတုန်းကဓမယန်ကြီးဖျားပေါ်မှာ UFO တစည်းဝဲနေတယ်လို့သတင်းတွေထွက်လာခဲ့တယ်လို့ဘယ်ပကံဖျားနေမှမတူတဲ့ဓမယန်ကြီးရဲ့တည်ဆောက်မှုကြောင့်ထင်ကြီးတွေကပုံမှုပြီးတော့ခိုင်မာလာခဲ့ပါတယ်။ UFO ရနာနိုင်လောက်အောင်လို့ကျေပြန့်ညီညာတဲ့ကွင်းပြင်တွေအားဆိုရင်လေဓမယန်ကြီးရဲ့အနာဝင်းကျင်မှာသာရှိနေတာဖြစ်ပါတယ်။ဒီယူဆချက်တွေကြောင့်ဟိုးရင်ကလေးကပကံပြည်သားတွေနဲ့ချိုသားတွေဟာပတ်သက်မှုရှိနေတာများလား။ဖောင်ဆက်ကြဟာအာကာသရန်လားဆိုတဲ့မိကုံပေါင်းများစွာပေါ်ထွက်ခဲ့ပါတယ်။ကဘာကြီးမှာသာမကမြန်မာမာတွေထူဆန်းပြီးအပြေရှားလို့မရတဲ့တမိုင်းကိစ္စတွေကအများအပြားရှိနေပါတယ်။ဓမယန်ကြီးနဲ့ဖောင်ဆက်ကြဟာဆိုရင်လေဒီကနေ့ထက်ထိလူတွေမိကုံထုတ်ဆုံးပညာရှင်တွေလေ့လာလို့အကောင်းဆုံးပု္ပ္ပစာတစ်ပုဒ်ဖြစ်နေမြန်မာတမိုင်းမှာထင်ကျန်နေစေဖြစ်ပါတယ်။ပရိသတ်ကြီးရောဒီဖောင်ဆက်ကြနဲ့ပတ်သက်ပြီးဘလို့ထင်မြင်ယူဆချက်တွေရှိမလဲဆိုတာအောက်က comment လေးမှာမျှဝေပေးခဲ့ကြပါအောင်နော်။